solo trip solo လည်းပြောသေးတယ်လိုက်ပြီးနေရကြီးပါ solo trip from Sonabumi Yeah, it was a solo trip. စသွားတော့ရီစားလေးကလိုက်ပို့ပေးရဆိုတော့ကျမစခွေထားနိုင်သေးရဲ့ပေါ့နော်ပြီးတော့မှကျမတယောက်တည်းခရက်ပေါင်း16000နဲ့တိုင်နေပတ်တာပထမဆုံးတိုင်ပတ်တာကတော့ဘာလဲဆိုတော့ဇုံမှားပြီးတော့ရောက်သွားတာစီနဲ့ဇုံနဲ့ကိုမှားကြည့်ပြီးကျမရောက်သွားတာ I was like shit no အမကိုကဒေါသတွေထွက်ပြီးတရှိရှိနဲ့တိုင်နေပတ်ပြီးတော့လမ်းတော်တော်လျှောက်လိုက်ရတယ် boring time ကလည်းနီးနေပြီးဇုံကလည်းဘယ်နေရာမှာလဲဆိုတာကိုအသေးတန်ရှာနေရတာပေါ့နော်နောက်ဆုံးမှာတော့ကန်ကောင်းထောက်မဆောင်နဲ့ကျမဒီရင်ပေါ်ရောက်သွားခဲ့ပါတယ်ဒီရင်ပေါ်ရောက်တာနဲ့စလုပ်တဲ့အလုပ်ကတော့တန်းတဲ့အလုပ်ပါပဲရှင်မိုးကလည်းစထွက်တာနဲ့ဖြောက်တော့နဲ့ရွာနေရဆိုရီစားလေးပေးရဲ့ဟူဒီလေးနဲ့ဖတ်ပြီးအိတ်လိုက်သွားတာချင်းမိုင်ရောက်လို့ရောက်မှန်းတော့မသိလိုက်ဘူးချင်းမိုင်ကတော့ကျမအတွက် healing city ပါပဲရှင်ချင်းမိုင်လေးစိတ်ကိုစိုက်တာနဲ့တောင်တန်းနေဦးမြာကျမအရန်သဘောကျတယ်အိုင်းနီကဘန်ကောက်မှာမိုးရွာနေပြီမဲ့ချင်းမိုင်မှာတော့လုံးဝမိုးမရွာဘူးနေတွေကိုတားလို့ဒါကတော့ဘာရဲမဟုတ်ဘူးလမ်းမှာတွေ့ခဲ့တဲ့အမှတ်တရတွေကို Stella aesthetic ဖြစ်တယ်ဆိုရင်ဓာတ်ပုံရိုက်ခဲ့ဗီဒီယိုရိုက်ခဲ့ရပဲဆိုတော့အခု flight ပေါ်ကတန်းမြို့စင်တာနဲ့ဘယ်လိုလာလဲဆိုတော့ဒီ34 မီးရှည်နူတယ်လို့ခေါ်တဲ့ဆိုင်လေး TikTok မှာနာမည်ကြီးနေတယ်လာတယ် Stella ဒီဆိုင်လေးကိုချင်းမိုင်မလာခင်တရက်အလိုလောက်က research လုပ်လာခဲ့ရပါတကယ်တော့ချင်းမိုင်ရောက်တိုင်းရှမ်းလေးဆိုတဲ့ရှမ်းစားဆိုင်မှာအမြဲတမ်းစားနေကြဒါပေမဲ့အဲ့ဆိုင်ကပိတ်တော့ဒီဆိုင်လေးကို try ကြည့်ရပါတော့ဒီဆိုင်လေးမှာရှမ်းစားတော်တော်စုံရတယ်မန်နူးတွေကလည်းဘတ်60ဝန်းကျင်ကနေပြီးတော့စရှိရဆိုတော့တော်တော်တန်တယ်လို့ပြောလို့ရတယ် Stella ကတော့ငါးထမင်းနဲ့စီလုံတီးမှာခဲ့ဒီဆိုင်မှာစီလုံတီးကို Stella အရှမ်းကိုကြိုက်တာပုံမှန်အဖြစ် Stella ငယ်တည်းကအသက်20လောက်ထိရှမ်းစားကိုကောင်းမစားတတ်သေးဘူးရှမ်းကျင်ဆိုရင်လည်းနန်နေဆိုပြီးတော့အမြဲတမ်းထွက်ပြေးနေကြပါတော့ဒါပေမဲ့ကူကတော့မရတော့ရှမ်းကျင်အရှမ်းကိုကြိုက်တာရာသီဥတုကအဲ့တုန်းကအရန်လည်းမပူအရန်လည်းမအေးဘူးဆိုတော့နေလို့အရန်ကောင်းတယ်ငှက်တန်လေးနဲ့စစ်စိမ့်ဆူဆူတစ်ပင်လေးနဲ့ရန်ကို chill လို့ကောင်းတဲ့ vibe လေးဒါဆိုင်ကနေပြီးဟိုတယ်ကိုပြန်တဲ့အပြန်လမ်းမှာတစ်ပင်ကြီးတွေတွေ့လို့ရိုက်ထားတာရမ်းလာတယ်ခန်းထဲကနေပြီးတော့အပြင်ခဏထွက်လာတယ်။ကျွန်မ wait ကျွန်မခန်းလာလို့လဲဆိုတော့အဲကွန်ရှိ